မင်္ဂလာပါခင်ဗျာအသက်20ပဲရှိသေးပေမဲ့ကွင်းလယ်မှာဝိုင်းရဲကစားသမားတစ်ယောက်လိုတည်ငြိမ်လွန်းနေသူကတော့မန်ချက်စတာယူနိုက်တက်ရဲ့ရဲဒနာကိုဘီမိန်နူပါပဲဗျာဘိုင်ယန်ကာရီရဲ့လက်အောက်မှာမိန်နူဟာအသင်းရဲ့ကစားကွက်ကိုထိန်းကျောင်းတဲ့တမ်ပိုကွန်ထရိုလာဖြစ်လာပါတယ်ပြီးခဲ့တဲ့မန်လာ1ရက်နေ့ခရစ္စတယ်ပဲရီနဲ့ပွဲမှာတင်ခံစစ်ကူညီမှု10ချိန်ထိလုပ်ပြခဲ့ပြီးသူ့ရဲ့အကောင်းဆုံးခြေစွမ်းကိုပြသခဲ့ပါတယ်မိန်နူရဲ့ယခုရာသီအကောင်းဆုံးမှတ်တမ်းလည်းဖြစ်ခဲ့ပါတယ်ယခုရာသီမှာဂိုးသွင်းယူထားခြင်းမရှိတော့လဲဂိုးဖန်တီးမှု2ကြိမ်ပြုလုပ်ထားပြီးပေးပို့မှုတိကျချက်90%ထိရှိရာတွေ့ရပါတယ်ရူဘင်အမွန်လက်ထက်တွင်ပုံမှန်ပွဲထွက်ခွင့်ပျောက်ဆုံးခဲ့တော့လဲကာရီရောက်လာပြီးနောက်ကွင်းလယ်ပိုင်းပေါ်နေရာတွင်အဓိကစားသမားပြန်ဖြစ်လာကအသင်းရဲ့ကစားကွက်ကိုထိန်းချောင်းပေးနေပါတယ်ကွင်းလယ်မှာဘောလုံးကိုပိုင်ပိုင်နိုင်နိုင်ထိန်းချုပ်နိုင်တယ်ကစားကွက်ကိုစပတ်သက်ပြောင်းလဲပြတ်နိုင်ပါတယ်အသက်20ရွယ်ကိုဘီမိန်နူကိုကြည့်ရတာယူနိုက်တက်ပိတ်သက်တွေဟာခဏဝင်ကွင်းလယ်ပေါ့စကိုကိုပြန်မြင်နေရတယ်လို့ပါပဲဒီရာသီမှာသူ့ရဲ့ထူးခြားချက်ကဖိအားနဲ့ခံနိုင်မှုပါပြန်ဘက်ကဘလောက်ပဲဖိအားပေးပါစေဘောလုံးကိုဆုံးရှုံးမခံပဲလက်ထွက်နိုင်တဲ့နှုန်းကဥရောပရဲ့ထိပ်တန်းအဆင့်မှာရှိနေပါတယ်သူ့မှာထူးခြားတာကဖိအားတွေကြားမှာလုံးဝမကြောက်မလန့်ပဲဘောလုံးကို90%တိကျအောင်ပေးပို့နိုင်စွာမှာသူ့ရဲ့ပေးပို့မှုတိကျချက်90%ဆိုတာကိန်းဂဏန်းသက်သက်မဟုတ်ပဲအသင်းကိုတည်ငြိမ်စေတဲ့အသက်ရှူပါသူရှိနေလို့လဲရီနိုဖာနန်ဒက်စ်ဟာရှေ့တန်းမှာပို့ပြီးလွတ်လပ်စွာကစားခွင့်ရနေတာဖြစ်ပါတယ်နီးပြကြီးကာရီကသူ့ကိုစိတ်စစ်လို့တင်စားထားပါတယ်ကာရီရဲ့တင်ကြားမှုအောက်မှာမိန်နူဟာအင်္ဂလန်လက်ရေးစဉ်အသင်းအတွက်ပါမရှိမဖြစ်ကစားသမားဖြစ်လာဖို့တေချာနေပါပြီမိန်နူရဲ့ဘောလုံးထိချုပ်နိုင်စွမ်းတဲ့တည်ငြိမ်မှုကဘရူနိုကိုခံစစ်အတွက်ပူပန်စရာမလိုပဲတိုက်စစ်ကိုပုံမလိုက်ပါနိုင်စေရန်အထောက်အကူပြုပါတယ်ကာရီဟာ၄နှစ်3နှစ်ပုံစံကိုအသုံးပြုရမှာမိန်နူကိုတပည့်ပိုင်းပေါ်ကွင်းလယ်2ယောက်တွဲနေရာ၌ထားရှိစေပြီးတိုက်စစ်ကိုပုံမအားကောင်းစေပါတယ်စနိုက်တက်မှာကွင်းလယ်ရဲ့အုံနောက်ကဘရူနိုဆိုရင်မိန်နူကယူနိုက်တက်ရဲ့နှလုံးသားဖြစ်ကောင်းမသိဖြစ်လာခဲ့ပါပြီဒါအပြင်ကာရီရဲ့လက်ထဲမှာပိတ်သက်တော်တော်များများပြောကြပါတယ်ဆိုရှာရဲ့ကစားကွက်နဲ့ဆင်သူတီပေါ့ပါညာပေါ့ဗျာဒါပေမဲ့မငယ်ကာရက်မှာဆိုရှာထက်အသာရတဲ့အရာတစ်ခုရှိပါတယ်အဲ့ဒါကတော့ကိုဘီမိန်နူပါပဲမိန်နူကနောက်ကနေဘောလုံးကိုအေးစစ်စစ်ဖြန့်ပေးနိုင်လို့ဘရူနိုကခန်းစစ်ဆင်းခုစရာမလိုပဲရှေ့တန်းကအန်ဘူမိုဒါမှမဟုတ်ဘယ်ဂျမင်ဆက်စကိုစီကိုပို့ပြီးထောက်ပံ့ကစားလာနိုင်ပါတယ်အရင်ကတိုက်စစ်ကိုပဲအာသန်ခဲ့ပေမဲ့ယခုကာရီရဲ့လက်အောက်မှာတော့ခန်းစစ်ပိုင်းတာဝန်ယူမှုတိတိတတ်တာတိုးတက်လာပါတယ်ပြီးခဲ့တဲ့ပွဲစဉ်တွေမှာအသင်းရဲ့ခံစစ်ရဲ့တိုက်စစ်ကြားကကွက်လက်ကိုသူကအပြည့်အဝဖြည့်ဆည်းပေးခဲ့တာပါတကယ်ချင်းတို့ရောမိန်နူဟာယူနိုက်တက်ရဲ့နောက်ဆန်ဆူးနဲ့အတွက်ကွင်းလယ်အင်ဂျင်ဖြစ်လာနိုင်မလားမိန်နူကတကယ်ပဲပေါ့စကိုလိုခဏဝင်တယောက်ဖြစ်လာမလားဒါမှမဟုတ်သူ့ဆက်ပိုကောင်းတဲ့ကစားသမားဖြစ်လာမလားပုံမှန်မှာဆွေးနွေးပေးတော့ကြပါအောင်ကြည့်ရှုနားဆင်ပေးကြလို့ကျေးဇူးပါခင်ဗျာနောက်ဗီဒီယိုမှာပြန်တွေ့ကြတာပေါ့တတာ